လေးပါရှင် Hello lady lady ကျွန်မလေးနဲ့မင်းရဲ့ရှာပါလို့စီ Hello lady အဲ့တော့ချီရှိနဲ့ရှာတာလို့စီ Hello 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 lady Hello lady Next time for you Hello 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 lady Hello night for you Hello lady Soft baby for you Hello lady Can I help for you Hello lady Nice to meet you ပြန်လဲစုံတွေ့ကြပြီ ဟုတ်ပါတယ်သူတို့တွေကတော့ပတ်စင်တွေ့နေကြတာဒါပေမဲ့စနေတနင်္ဂနွေမှာတော့မတွေ့ဘူးပေါ့နော်ဟုတ်တာပေါ့နှစ်ရက်ကလေးဆိုလွမ်းတောက်တာနေရပြောတဲ့ဟာတွေကိုစနေတနင်္ဂနွေမှာတော့လှည့်လိုက်တယ်လေဒါပေါ့နဲ့လေဖြိုးတို့၄ယောက်ထဲမှာလေဒီနေ့တာဇန်မာလေးပါတယ်အားပြောပြီးတရားလေယူဟာထွက်လာကြတယ်အိုင်ထွက်လာတယ်နောက်ဆက်ကအဲ့လိုရင်ပြောပြကဲဟုတ်ပါပြီပိတ်သက်ကြီးကိုကဲဖြိုးကမိတ်ဆက်လက်ပါရောဟုတ်ကဲ့ပါဖြိုးကတော့အိမ်အောင်ရှင်တွေကိုစားပြုမဲ့အိမ်အောင်ရှင်မလှလှလေးပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ယူကတော့အလှပရဲ့နဲ့ပတ်သက်ပြီးဝေးမျှပေးမဲ့ခိုင်သစင်ယူပါပဲဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်တော့ထေစား Hello Lady Season မှာပြည်သက်ကြည့်တဲ့ကျမကြီးနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒါသာပရိနေလေးဖြစ်တဲ့အတွက်ကြောင့်မလို့မိနေပေါ့နော်မိနေမိမိကကြတော့ပရိသတ်တွေကိုပျော်ရွှင်အောင်ဟာသားလေးတွေနဲ့ဟလာပျော်စရာရွှင်စရာလေးတွေနဲ့အတူ fashion ပိုင်းဆိုင်ရာလေးတွေနဲ့မကုန်းကတင်ဆက်ပေးမှာပါမကုန်းကတက္ကသိုလ်ကုန်းမဖြစ်ပါတယ်အားလုံးသိပြီးသားဖြစ်မှာပါဒီ season ကိုမြန်မာနိုင်ငံမှာ flooring မျိုးစုံကိုပထမအဦးဆုံးတင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ Home Distribution Group မှ main sponsor အဖြစ်နဲ့အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။ Okay အဲ့တော့ပရိသတ်ကြီးမကုန်းတို့က fashion ကြနဲ့ design လှလှလေးတွေနဲ့ဘယ်လိုမျိုးလေးပေါ့နော်တိထားစေခြင်းလဲဆိုတော့ပြောရမယ်ဆိုရင်တော့ဒါမိမိရဲ့အသက်ကကြတော့အားလုံးတည်ပြီးသားဖြစ်တယ်လို့ပဲမိမိကနှစ်ကြိမ်ကြော်လေးပဲရုပ်တရက်တော့ကပြောင်းသွားရပေါ့နော်နားထောင်တယ်တို့ကနားထောင်လေပေါ့နော်အခုမကုန်းတင်ဆက်ချင်တာကြတော့40ကျော်မကုန်းနဲ့မဆိုင်ဘူးမကုန်းဆိုင်မကုန်းပါထားပါလေတိပွားမှထိုးလို့လေ40ကျော်မမကြီးတွေအတွက်မကုန်းကနေပြီးတော့ဘယ်လိုတင်ဆက်ပေးခြင်းလဲဆိုတော့40ကျော်မမကြီးတွေကြတော့ကွာfashion design တွေကိုသူတို့စိတ်ထဲမှာငါတို့အသက်40ကြီးကျော်သွားပြီဟလာအနောက်ရှင်မကြီးဖြစ်နေတူတယ်အပြိုကြီးဖြစ်နေပြီမွေးတင်တော့ပါဘူးရင်ပုံကြီးတွေနဲ့လိုက်တော့ကြီးပဲရိုးကြီးတွေခိုင်ကြရင်ပြောတတ်သေးရဲ့လေတချို့လူတွေကဟေးတငယ်ချင်းဝတ်ပါလားဟေးမိုက်ဘောဟဲ့ငါမရတော့ဘူးနဲ့လူတွေငါ40ကျော်မသိတော့စိတ်ကကြစရာကိုမလို့เนาะဘာဖြစ်လို့လဲဆိုတော့ကိုဝတ်ထားတဲ့ဒီဇိုင်းလေးပေါ်မှာကိုယ့်ရဲ့အသက်အရွယ်နဲ့ဘလို့ရဖြစ်လို့သိလေဆွေးလှလှလေးတွေနဲ့အဲ့လေဆွေးလှလှလေးတွေကသွားမယ်ဆိုလို့ရှိရင်ကွာကိုယ့်ရဲ့မျက်နှာလေးကိုအယောင်ဟပ်ပြီးတော့ချစ်စရာလေးဒီလေဆွဲလေးနဲ့အဝေးမကြည့်နဲ့မီးကိုကြည့်မီးက40ကျော်မှမဟုတ်တာမဟုတ်လေဒါပေမဲ့ပြောမမကြီးတွေပြောကြည့်ပါအကြောင်းမပါနဲ့နော်ဟုတ်ပါနော်ဘာလို့လေဆွဲလေးတွေနဲ့ကြတော့ကိုဝတ်ထားတဲ့အဝတ်စားလေးနဲ့ဒီလေဆွဲလေးနဲ့မျက်နှာအယောင်လေးကိုဟပ်ပြီးတော့တင့်တယ်သွားစေလုံးပြုတ်စေတယ်နော်အဲ့ဒီအချက်ကလေးကိုလေသတိထားပြီးတော့လေဆွဲလှလှလေးတွေလေစင်မြန်းတဲ့နဲ့လို့မကောင်အကြံဉာဏ်ပြီးခြင်းနဲ့ကြံပေးရနောက်တစ်ခုကကြတော့ဘယ်လိုကောမလဲ fashion design လေးတွေကိုကိုယ့်ရဲ့ဘလို့ခေါ်မလဲဗီဒီယိုထဲမှာပေါ့ကွာအဝတ်စားတွေကိုဟာကိုကတော့ဝယ်ထားပြီးသွားပြီအဲ့လိုမျိုးကြီးနေဆိုဒိတ်အောက်နေမယ်ဒါပေါ့အဲ့တော့ကိုက fashion design လှလှလေးတွေကိုဝတ်ဖို့အတွက်ကိုဒီဒိတ်အောက်တာကြီးတွေကိုဝတ်စရာလိုလို့လားမလိုဘူးလေအဲ့တော့ပတ်စံလဲအရင်မကုန်ကြအောင်လဲကိုကလည်းထိန်းသိမ်းရမယ်အဲ့တော့ shopping လေးပါလေးထွက်အခုခေတ်မှာလေဘာလေးတွေကစ်စားနေလဲနောက်ဆုံး design လှလှလေးတွေပေါ့အဲ့လိုမျိုးလေးနဲ့စင်မြန်းပြီးတော့လေဝတ်လို့ရတယ်နောက်တစ်ခါဝတ်တဲ့အပေါ်မှာလေကိုကအသက်ကတော့40ကျော်ပါပြီညီမတို့ကိုကတော့မွေရပါဘူးလို့ဘူးမမကြီးအတွက်ဒီလိုမျိုးလေးလေဝတ်လို့ရတယ်ဒါပေါ့ဒူးအောက်တခါကြရင်ကွာထမိန်ကြီးတွေဝတ်တယ်စကတ်ကြီးတွေဝတ်တာတယ်အခုခေတ်မှာကြတော့ဘာလဲဆိုလဲဒူးအထက်နာနှစ်လက်မလာလာလေကိုစိတ်ထဲမှာအသက်20ကျော်လောက်ပြန်မငယ်ပေမဲ့လို့ငယ်ချင်းအောင်လေးဆောင်လို့ရပါတယ်ဟိုကလည်းပြိုသလိုဟုတ်တယ်နော်သမီးတို့ကြတော့အသက်ငယ်တယ်လေနောက်ပိုင်းကျတော့ပေါင်ပြက်တွေဘာညာတယ်ဒါမျိုးတော့ဟုတ်ငယ်တယ်ဒါပေမဲ့မမကြီးတွေအတွက်ဝတ်ပြထားတာဒီအခြားတွေကပြောတယ်မပြောနဲ့သူ့အသက်ကိုအရင်ခလုတ်လိုက်တာများနေပြီမျိုးနော်မိသနာပါမျိုးပြောလို့အဲ့တော့ဘလို့လေးမမကြီးတွေ
လည်းကြည့်နေတယ်မကုန်းဝတ်တယ်လို့လေဒီလိုမျိုးလေးတွေဒူးအထက်နားလေးတွေလေဝတ်လို့ရတယ်ဆိုတာကိုပြောချင်တာနော်အဲ့ဒီအပြင်ဟိုဘယ်လိုခေါ်မလဲဟိုကိုကငွေရေးကြီးတချို့မတက်နိုင်တဲ့မမကြီးတွေလည်းရှိပါတယ်ဒါပေမဲ့ငွေရေးကြီးမတက်နိုင်မိမယ်လေကိုယ့်ရဲ့ fashion design လှလှလေးကိုရဖို့အတွက်ကတော့နည်းနည်းတော့အစကောင်းကောင်းလေးတွေတော့နည်းနည်းလေးဝတ်ဆောင်ကျင်တာပေါ့ဟုတ်တာပေါ့ဟိုအရန်ပေါ်လို့တဲ့ဟိုအဝတ်စားကြီးတွေအစကြီးတွေနဲ့ကြတော့လေအဲ့လိုမျိုးလေးဝတ်လိုက်ရင် fitting မကြ မကြတာလေတော့ချုပ်သားနဲ့ဗာညာနဲ့ကြတော့ပြီးဆိုအဲ့တော့ဒီဇိုင်နာဟိုကိုစက်ချုပ်အပ်မဲ့ပေါ့နော်မမတို့ဆွေးနွေးပြီးတော့ဒီအစလေးလောက်နဲ့ကိုဝယ်ထားတဲ့အစလေးကိုလည်းကိုယ့်ရဲ့ခန္ဓာကိုယ်လေးနဲ့ချိုးစစ်ကြလေးနဲ့တင်ပေးပါလားနောက်တစ်ခါအခုဒီခေတ်မှာဗာဒီဇိုင်းလေးတွေခေတ်စားနေလေအဲ့ဒါလေးတွေကိုတွဲဖက်ပြီးတော့ချုပ်ပေးပါလားတချို့လက်ပြတ်လေးတွေလိုက်တယ်ကွာလက်မောင်းသားလှလာလေးတွေဒါမျိုးလေးတွေကိုခတိုလေးတွေနဲ့လက်ပြတ်လေးတွေနဲ့နောက်ကတင်လေးတွေနဲ့တွဲဖက်ပြီးတော့ဝင့်ရင်ပို့ပြီးတော့တင့်တော်ပါနော်ဟုတ်တယ်အဲ့ဒါကိုလည်းမကွန်းကအကြံဉာဏ်ပေးချင်ပါတယ်နောက်တစ်ခုမှရှိသေးတယ်ကွာမတို့အမှုပညာသမားတွေမှာဆိုလို့ရှိရင်ကွာဟိုကျုပ်စားဆိုဥပမာပြောရရင်မကွန်းတို့လိုမျိုးပေါ့ဘာလို့ဆိုကိုရှိမှာရှိတဲ့တက်တူရွယ်တူဟိုအမှုပညာရှင်ကြီးတွေရှိတယ်နောက်တစ်ခါ academy မင်းသမီးတွေရှိတယ်သူတို့တွေကဟိုအမြဲတမ်းဒီ fashion မိုင်းဆိုင်ရာတွေနဲ့အမြဲတမ်းဖြစ်နေဆိုတော့ကိုတကယ်လို့မလေးလာအားသည့်တိုင်အောင်တော့မှကိုဘာပြီးတော့အတုခိုးသေးတယ်မြင်းစရာပေါ့နော်မြင်းစရာပေါ့အဲ့လိုမျိုးပါပဲဒီကပြိသက်တွေထဲမှာလဲသက်40ကျော်မကြီးပါနေမယ်ဆိုရင်ကိုယ့်ရဲ့အနုပညာရှင်လေးတွေရုပ်ရှင်ပဲကြည့်ကြည့်ဗီဒီယိုပဲကြည့်ကြည့်အဲ့စာအုပ်လေးပဲဖတ်ဖတ်ဟေးဒီဇိုင်းလေးကတော့ဒီမမကြီးကတော့လှလိုက်တာငါနဲ့တက်တူရဲ့တူဘဲဒီရဲ့အဝတ်စားလေးနဲ့ဘလို့လေးဆိုတာတော့ဝကြည့်အောင်ပါအဲ့လိုအတုခိုးလို့လည်းရပါတယ်လို့မကွန်းကအကြံဉာဏ်ပေးကဲနောက်တစ်ခုကမကွန်းကဟိုအသက်40ကျော်မမကြီးတွေအတွက်ပြောပြီးသွားပြီဆိုတော့အခုဒီတစ်ခါကျတော့အသက်40ကျော်မှမဟုတ်ဘူးပြိုပြိုအိုအသက်ငယ်ငယ်ကြီးကြီးဒီ2016ခုနှစ်မှာဟုတ်ကဲ့ရှိတဲ့လူတွေပြိသက်တွေထဲမှာကိုယ့်ရဲ့ညီမလေးတွေမမကြီးတွေအကုန်လုံးကဟိုးအရင်နှစ်တွေတုန်းကကွာဟိုဘယ်ဒီဇိုင်းလေးရောက်ပြန်ဘာနဲ့တွဲမွေးတင်မှုဒါပေါ့နောက်တစ်ခါတမန်ထားတာပေါ့နော်တချို့ဆိုမင်္ဂလာပွဲပါဆိုအနှက်မဝဲရဘူးဟုတ်တယ်အစိမ်းမဝဲရဘူးအမင်္ဂလာရောင်းအစိမ်းဆိုစိမ်းသားတယ်အနေမကြိုက်ကြဘူးအနေမွေးရဘူးအဲ့လိုမျိုးရောက်နေရှိတယ်ကုန်သွားပြီကွာတက်လားဟုတ်တယ်ဒီမှာလေတကယ်ကို16ရောက်လာပြီဆို open မယ်တော့မှကိုယ်စိတ်ထဲမှာစိတ်ဆန္ဒရှိတဲ့အတိုင်းကိုဝစ်စင်တာဒါပေမဲ့ဝစ်စင်တဲ့အချိန်မှာတော့ကိုယ်နဲ့လိုက်ဖက်တဲ့အဝတ်စားပြရမယ်ဥပမာဆိုလို့ရှိရင်ကွာဟိုတချို့ဆိုလို့ရှိရင်နွေရာသီအရန်ပူနေတဲ့အချိန်နေ့လည်ကြီးဖြတ်သွားမယ် sequence တွေမဝတ်နွဲပြောင်းနဲ့ဟဲ့ဘာဖြစ်လို့တကယ်ချင်းတော့မပြောကြနေကင်းလက်ကြီးနဲ့မလုံးနဲ့အခုချိန်မှာအဲ့ဒါတွေဖြစ်ရှိတော့ဘလဲပေါက်ကလေးတွေဟာကဖန်ချောင်းလေးတွေ sequence လေးတွေနဲ့လှပတော့အဝတ်စားနဲ့သွားမယ်ဆိုရင်ဟေးသူ sequence လေးတွေလှလိုက်တာနော်ဘာမှရောင်တိုးတာလားမသိဘူးဒီဇိုင်နာသူလည်းမသိဘူးဟုတ်တယ်အဲ့လိုတော့မေးယူရတယ်ကိုယ်စိတ်ထဲရှိတဲ့အတိုင်းဝတ်လို့ရတယ်အတိုင်းကို sequence တက်ပတ်သက်တာလေးတွေဝတ်လို့ရပြီဆိုတာအကြံဉာဏ်ပေးချင်တယ် sequence နေကင်းကြောင်လာဒါမျိုးတွေဝတ်လို့လည်းရတယ်ပေါ့နော်ရတယ်တိတ်ရပြောချင်တာတော့ဘယ်လိုဖြစ်သွားလဲဆိုအခုခေတ်ကျတော့ပို့ပြီးတော့လွတ်လပ်မှုလည်းရှိတာဟုတ်တယ်ကိုကြိုက်တဲ့ style ကကို fashion ဖြစ်သွားတာ fashion ဖြစ်သွားဟုတ်တယ်ပြီးတော့မဟုတ်ဘူးလေလူတိုင်းကလည်းအရန်မြင်ကျင်သွားမြင်ကျင်သွားပါပြီဟုတ်ပါတယ်ဥမာဆိုလို့ရှိရင်ဒီစားအခုပြောပြနောက်ပိုင်းမြင်နေရတဲ့ fashion တစ်မျိုးပေါ့နော်အားလုံးလည်းသတိထားပြီးအရင်တော့ဆိုလို့ရှိရင်တခစ်ကတော့အရင်ဟိုးရှိခေတ်တုန်းကတော့ခြေအိတ်အရှိကြီးဝေ့ကြတယ်ဟုတ်တယ်အဲ့ဒီတဖြည်းဖြည်းနဲ့ခြေအိတ်ပုံကြီးတုံးတယ်ဆိုပြီးခြေအိတ်ဟုတ်တယ်ပြောင်းလဲချင်းသူဖြစ်လာတယ်ဟုတ်တယ်ခြေအပြောက်ကလေးတွေလုံးဝချင်းမျက်စိအောက်လေးထွက်လာတယ်အခုကျတော့ရှေးဟောင်ပြင်ပြီးတပတ်ပြန်တယ်ဟုတ်တယ်အခုကောင်မလေးရှင်ဆိုတာတပတ်ပြန်တယ်ဟုတ်တယ်ဘာဖြစ်လာလဲဆိုတော့ဟိုယူကသတိထားမိမလားဟို magazine တွေ fashion magazine လုံးဝဒူးတီလေးမှာဒူးတီလေးဝတ်တယ်တချို့ကျချင်းမျက်စိအထက်လေးရှူးဖက်နဲ့ချင်းအိတ်ကိုတမင်မပေါ်ပြီးတော့ချင်းအလှလေးနဲ့ဝတ်ကြတွေ့နော်အသေးပုံလေးတွေ sport ပြောက်လေးမိန်းကလေးတအားဟုတ်တယ်အဲ့ချိန်ယောက်ျားလေးလည်းအဲ့လိုပဲအရင်ကချင်းပေါ်မှာဆိုတော့အတူလေးပဲအခုမပေါ်ပေါ်ဖော်လာသေးတာအဲ့ချိန်အိတ်ကိုအဲ့ဒါလည်း fashion တမျိုးဟုတ်ပါတယ်ဟိုနောက်တစ်ခုဟိုချင်းအိတ်ဒီဖက်နဲ့ပတ်နဲ့ပတ်သက်ပြီးတော့ပေါ့အခုဆိုလို့ရှိရင်ထွေစားတို့အရင်တော့အတွေးကိုတိုင်းလည်းရှိခဲ့ဥပါတယ်ခေါင်းဝင်းနေစက်ကဒီလိုစက်အကျက်တွေဆိုလို့ရှိရင်ကို့အမြင်မှာတော့တောက်ကလေးပါမှာ smart ကြမယ်ပေါ့နော်ဒီလိုကော့ကလေးဖြစ်မယ်ပေါ့လမ်းလျှောက်တော့ကြော့လေးဖြစ်မယ်ဒီလိုထင်ထားတာမဟုတ်ပူကွက်ကွာကြီးဖြစ်တယ်ပေါ့အဲ့လို smart မကြောက်လို့ခံစားရတယ်မင်းကပူတာပါတယ်မင်းကခလုံးမတိုင်ဘူးမင်းကပြောရမှာမဟုတ်မင်းခလုံးမတိုင်ဘူးဝင်မဲတိုက်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်မယ်လို့ထင်တယ်ဒါပေမဲ့အခု
ကြအဲ့လိုလုံးဝမရှိတော့ ဟုတ်ပါတယ် ဒီတွေးခေါ်လုံးဝမရှိသေးတော့တချို့ကအခုဘာဖြစ်လာပြီလဲဆိုစကက်အကျက်အကားလေးနဲ့ sneaker လေးနဲ့ ဟုတ်တယ် ရှူးပါလေးနဲ့စီးလာကြတယ်အခုထရီချောင်းတို့ဒီလို fashion ဆိုလို့ရှိရင်တောက်စီမရေမဟုတ်ဒါတော့အစီအစဉ်ရိုင်းတော့တောက်စီရတာ ကိုစိတ်ကြိုက်ကိုစိတ်ကြ feeling လာတဲ့အတိုင်း ဟုတ်ပါတယ် fashion ဖြစ်နေ ဟုတ်ပါတယ် ဒါကလေ ပြီးတော့ရှိသေးတယ်သိလားအရင်တော့ဆိုရင်ဖြိုးတို့ဟိုလေဥမာတယောက်နဲ့တယောက်တွေ့ဖို့ date လောက်ထားတယ် ဟုတ်တယ် ဒါမှမဟုတ်ပွဲသွားမယ်ဆိုအဖြူ one set ကြီးဆိုရင်တိတ်သဘောမကျ မကြကြဘူး မဝေးရဘူး မဝေးရဘူး ညသားနဲ့အဖြူကိုဝမ်းနဲ့အရာ ဟုတ်တယ် အဲ့လိုမျိုးလဲသတ်မှတ်ကြတော့အဲ့လိုမျိုးကြတိတ်မဝေးကြအောင်ပြီးခဲ့ ဟုတ်တယ် တယ်ဒီနှစ်2016မှာတော့အခုဖြိုးတို့ပြောနေတဲ့အတိုင်းကိုစိတ်ကြိုက်ကို feeling လာတဲ့အတိုင်းအဖြူကလည်းပဲသွားဝတ်လို့ရ ဝတ်လို့ရတယ် ဒီကတော့ကိုဝတ်ချင်တဲ့စိတ်ရှိရင်ဘယ်ရမစိုး ဝစ်လို့ရပါ all white ကြီးอ่ะဝယ်တချို့ all black တောင်ဝယ်သေးတယ် ဟုတ်တယ်ယူရဆို all black ဝစ်တယ် all white ဝစ်တယ်အရန်ကြိုက်လို့ဘာလို့လဲဆိုခါကြောက်ရှင်တချို့ရပြောရဲဘာလို့အဖြူ1ဆက်ကြီးဝစ်တာလဲအမဲ1ဆက်ကြီးကို lucky မကောင်းဘူးဘာလို့အဲ့လိုဒါပေမဲ့မဟုတ်ဘူးကိုယ့်အကိုလွတ်လပ်ရှင်နဲ့ပေါ့သွားခြင်းနဲ့သိမလားကိုဝစ်လိုက်လို့ကိုယ့်အကိုစိတ်တိုင်းကြတယ်ဒီကိုစိတ်ချမ်းသာတယ် လို့လဲစားမြင်ပါလဲလေကို့လေဟိုတချို့ဆိုရင်လည်းကွာမလိုက်ဘူးဆိုမလိုက်တဲ့မျက်နှာချက်ချင်းသိတာလေမဟုတ်ဘူးကိုဝတ်ထားတဲ့ဥစ္စာလေဟဲအပြောင်လေးနဲ့လှလိုက်တာဟဟလားအနီရောင်လေးနဲ့လှလိုက်တာအဲ့လိုမျိုးကိုသူများရဲ့မျက်စိမှာက9ယောက်လာတယ်9ယောက်စလုံးရဲ့အမှတ်ပေးခြင်းခံရတယ်ဆိုတာဒါကိုနဲ့လိုက် ဒီကတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုလူတိုင်းရဲ့စိတ်ထဲမှာကိုယ်စိတ်တိုင်းကြကိုလှုပ်ချင်တာကိုလှုပ်လိုက်ရတယ်ကို feeling လာတာကိုကိုယ်စဉ်းစားရတယ် 2016မှာအဲ့ဒါတွေ ကို ရှိအောင် နာရဲ့ပုံစံဝါကိုအရန် fresh ဖြစ်တယ် ဟုတ်ပါတယ် အဲ့ဒါနဲ့အိမ်မကိုကအဲ့လိုဖြစ်နေတဲ့ feeling ကသူများကိုကူးပါတယ်ကြည့်ရလူအဲ့ဒါကိုစိတ်ကြိုက်ကို2016မှာ ဝစ်လို့ရတယ် ချင်တာဝတ်ပါ ခုနကမဖြိုးပြောသလို1ဆက်တွေဝစ်တယ်ဖြူရမဲတွေဝစ်ကြတယ်အရင်တော့ဆိုလို့ရှိရင်ကြားဘူးရမလားမဟေမနေဝင်သချင်းလေးဘာလဲ အော်ဂျင်းပဲ အေးဂျင်းပဲသချင်းလေးဟုတ်တယ်ဟုတ်တယ်တခြားလေးဂျင်းပဲပြတယ်ဆို ပြောချင်တာမေ့နေတယ်သူ ဟုတ်တယ်နေတယ်ဘာလို့လဲရဲကြည့်တာနော်အဲ့တချင်းလေးရဲ့အတိုင်းလေအရင်တော့ဆိုလို့ရှိရင်ဟာတင်မလားဘယ်လိုပြောမလဲဂျင်းဝင်ဟာအနှိတ်ကြီးပါ ဟုတ်တယ်ဆိုတော့ဝမ်းဆက်ဝင် 1ဆက်ဟုတ်တယ်အဲ့ဒါ ဘယ်လဲသူကသူပဲကောင်းပါလို့လူမြင်ပဲရှိတော့မလို့ နောက်တော့အဲ့ဂျင်း1ဆက်ကိုဖြစ်ချင်တော့ကလေးတွေပဲဆင်ကြတယ်အဲ့1ဆက်ဆိုလို့ဝတ်မယ်ဆိုတော့ဟာကလေးတွေပဲဆင်အခုလူကြီးတွေမဝေရဲကြဘူးဂျင်းအောက်ကဒီကတော့အဖေခေဟိုအရင်ပြောဆိုလို့ရှိရင်ဂျင်းအောက်ကနဲ့အပေါ်1ဆက်ဆိုဝတ်ကြရဲအခုနောက်ပိုင်းဆိုတော့မဟုတ်ဘူးလူကြီးတွေကမွေးဘူးမွေးလေးဂျင်း1ဆက်ဆိုမွေးရကလေးတွေပဲဝေးအခုခေတ်ကမဟုတ်တော့ဂျင်း1ဆက်ကိုဝတ်မှစတိုင်ကြ ဟုတ်တယ် အဲ့လိုမျိုးတခါကျရင်ဒီမှာအချက်ကလေးတွေကနေပြောတယ် တချင်းမျိုးဆို ဒီပဲ ဒါတော်တော်ဆုံး နောက်တစ်ခုကကြတော့ဟိုဝတ်တဲ့အဝတ်စားပေါ်မှာဒါတော့ main ကလေးနဲ့ပတ်သက်ပြီးတော့ဖြစ်သွားတာပေါ့နော်ဝတ်တဲ့အဝတ်စားပေါ်မှာမူတည်ပြီးတော့ slim ပဲလှလှလေးအဲ့လေရေးရတာလေးပဲတယ် ဟိုလက်ကအိတ်ကလေးပဲဖြစ်ဖြစ်ဆိုတာလေလုံးဝလေ smart ကြနေရကွာအရင်တော့ဆိုရင်အဖြူရောင်ဝတ်ထားတယ်ဆိုရင်အိတ်ဖြူဖနက်ကအဖြူနှစ်ချက်အဖြူအဲ့လိုမျိုးတွေလာကြတယ်လေအခုကျတော့အဲ့လိုမဟုတ်တော့ဘူး ပတ်ဆိုင်ကိုအရင်တော့ကျတော့ဟိုဘယ်လိုပြောမလဲကင်လေးကင်ထားတိတ်မရှိကြအောင်ဟုတ်ကွာဟိုကင်ရမယ်ပတ်ဆိုင်ကြီးကို style လုပ်ပြီးထုတ်ရမယ်ဆိုရင်ကင်ရမယ်ဆိုတော့မရှိဘူး ဒါတော့မှလေပတ်ဆိုင်ကလေတချို့ဆိုလေအရင်တော့ကအသေးခေတ် ဟုတ်တယ် နောက်ပိုင်းကျတော့အကြီးခေတ်heavy တွေလွယ်တာကြီးတွေကြီးတယ်နောက်ကကျတော့လက်ကအိတ်ကလေးအခုခေတ်စားလာတာဒါအယောင်နဲ့ပတ်သက်ပြီးတော့လေကိုယ့်ရဲ့စိတ်တိုင်းကြောင့်ဟိုဖြစ်တယ်ဆိုလို့ရှိရင်လုပ်လို့ရတယ်ဥပမာအပြင်ကွာဟိုပါပေါ့အပြာရစ်လေးပေါ့ကိုကအပြာရစ်လေးဝတ်ထားမယ်ဆိုလို့ရှိရင်ကိုကင်တဲ့အိတ်ကလေလိမ်မောင်လေးကင်ယူထင်းနေဟုတ်တယ် ဟုတ်တယ်အရင်ကဆိုလို့လိမ်မောင်ရောင်နဲ့လိမ်မောင်ဝတ်မှာလိမ်မောင်ရောင်ပေါ့မဟုတ်တော့ဘူးနော်အခုဒီကစ်မှာဒီမြစ်မှာစက်ကျင်မဲ့နောက်စိတ်ထဲမှာ match ဖြစ်နေရမယ်ကွာနော်အဲ့ဆိုအပြာရစ်လေးနဲ့လိမ်မောင်အိတ်လေးနဲ့ဝတ်ကြည့်လိုက်စမ်းပါဘယ်လိုလှတယ်ကြည့်နော် မကွန်းအပြရင်မှလားအခုဓာတ်ပုံပြမှာလား အကုန်ပြမှာ အော်အဲ့ဆိုအရင်ကြည့်လိုက်မှပြောမယ်မကွန်းကနက်ပြရအောင်ဟုတ်တယ် သမီးကကြောင့်မိုးပြရအောင်လေမိုးပြရအောင်ပြောစင်နေမိုးပြရအောင်ဝင့်မယ်ဆိုရင်ပန်းရအောင်အိတ်လေးကိုပန်းရအောင်ဒါမှမဟုတ်ပန်းနူရောင်လေးဆိုလဲနှစ်ခုလုံးကထင်း နေရ အဲ့ဒါလိုက်လုံးအယောင်တော့လက်အယောင်တော့အချစ်တင်ကြတာအဲ့ဒါ အဲ့လိုလေးတွဲဝင်လဲဒါအားလုံးကကြိလိုက်တာနဲ့ မိတ်ကမလေးလေမိတ်ကမပါလေဒီဒါလေးအချင်းနေမှာဟုတ်တယ် ကိုဆန်သွားလိုက်ကွာနောက်ပိုင်းဆိုလို့ရှိရင်အင်ဂျီအယောင်တွေမှာအရင်ခစ်စားလာတဲ့အယောင်တစ်မျိုးရှိတယ်။အရင်ညိစိမ်းအောင်။စိမ်းအောင်ကြောက်စိမ်းလို့ညရောင်လို့လေအရန်ခစ်စားတာအခုအိတ်တွေတောင်မှအိတ်ရောင်ထွက်ကြတာအဲ့တော့အများအပြားအခုမြန်မာဝတ်ဆောင်ဆိုလဲအဲ့ဒီအယောင်လေးရေးပြီးလာကြတယ်။အဲ့လိုမျိုးအယောင်ဝတ်မယ်ဆိုလို့ရှိရင်တော့အိတ်ဆိုလို့ရှိရင်အညိုရောင်လေးကင်ပြီး match ဖြစ်တယ်။ပိုပြီး fashion ကြတာပေါ့။ငြိမ်သွားစရာပေါ့နော် အယောင်အရင်ဆိုရင်ပေါ်ပါမလား။အဲ့လို
မျိုးဝတ်လိုက်ခြင်းအဖြစ်ပို့ဆန် ဟုတ်တယ်ဟိုအစိမ်းရောင်အတောက်ဝတ်ထားတော့ကြာအညိုရောင်နဲ့ပြန်ထိန်းလိုက်တယ် နောက်မှပြန်ဘာဖြစ်လို့ဆိုတော့အရင်နှစ်တွေတော့ဆိုရင်အိတ်ပဲဝတ်စားပဲဝယ်ဒါအရောင်တိုင်းနဲ့လိုက်ပါဟုတ်တယ်ဆိုရင်သိရမလားအဲ့ဒီနေ့အရောင်တောက်ကြီးဝယ်လိုက်လဲငါဒါအရောင်တော့ရွေးမယ်နဲ့ဟုတ်တယ်ဒီနေ့မှစိုးရင်ကြမရှိတော့ဘူးဒါပေမဲ့ဟိုနောက်တစ်ခုရှိတာဟိုဖြူနဲ့အမဲကြိုက်တဲ့ပြိသက်တွေကပုံများမယ်ထင်တယ်များသောအားဖြင့်အဖြူနဲ့မဲကြိုက်ကြတယ် fashion ရောင်ဆိုဟုတ်တယ် fashion ရောင်တချို့ကျတော့အဖြူနဲ့မဲဝယ်တယ်မကုန်းခုနပြောသလိုအဖြူနဲ့မဲဆိုအဖြူသို့မဟုတ်အမဲလုံးဝဟိုဒီတေးကွာစာအုပ်ကြီးတိုင်းသွားတာဒါပေမဲ့အခု2016မကုန်းပြောလို့လုံးဝမဟုတ်တော့အဖြူနဲ့မဲဝယ်မယ်ဆိုလို့ရှိရင်မယန်းစီအောင်တက်တော့လေမကုန်းလိုမျိုးဆိုရင်မယန်းစီအောင်နှခမ်းတွေကိုမေးဆိုင်မပေါနှခမ်းနေနဲ့စားနေပြီတော့အဲ့လိုမျိုးပါအဲ့လိုလေးဝယ်လိုက်လို့ရှိရင်လည်း match ဖြစ်တယ်ကွာဘာလို့အဖြူနဲ့မဲဆိုလို့ရှိရင်ငြိမ်နေမဲ့ပန်းစီအောင်နဲ့ပြန်လုပ်လိုက်တဲ့ခါကျတော့ဟိုအဖြူနဲ့မဲကလည်းထင်းမိလာနေပြီးသားမှာပန်းစီအောင်နဲ့အယောင်လေးတစ်ခုပါအဲ့လိုမျိုးလေးအခုကိုကပြောတဲ့အယောင်ဆိုလုံးဝမတွေးမိတဲ့အယောင်ဟုတ်တယ်ဖြူနဲ့မဲမှာမယန်းစီကြရမယ်အရာလိုက်ပါမယ်နော်အဲ့ဆိုတော့အဖြူနဲ့မဲရဲ့အခုလိုပန်းစီအောင်နှခမ်းနေလေးပဲဖြစ်ဖြစ်ပစံလေးပဲဖြစ်ဖြစ်လိုက်ဘူးလားဒီကြိုင်လိုက်လို့ရှိရင်အရာကိုမိုက်သွားပြီနော်နောက်တစ်ခုရှိသေးတယ်ကွာနောက်တစ်ခုကိုကထားပါတော့ကွာအဝါရောင်1 set ကလေးကိုစဉ်းစားထားတယ်ဆိုပြီးအဝါရောင်အိတ်ကြီးနဲ့ကြတော့အဝါဘယ်ဟောဖြစ်နေမှာပေါ့အဝါကြီးဖြစ်နေအဲ့တော့ဘာရောင်လေးကြိုင်နေဆိုတာအစိမ်းလေးကြိုင်လိုက်အစိမ်းလေးကြိုင်တာအမေဘယ်တော့မယ်လေးလို့ဘာလို့ပေါ့လဲတန်ရောက်ပြီတန်ရောက်မယ်တန်ရောက်မယ်ဆိုတော့ဟိုအင်ကြီးလေးကလည်းထင်ပေါ်သွားတယ်ကိုဝတ်ထားတဲ့ဝတ်စားလေးနော်အိတ်ကလေးကလည်းအစိမ်းလေးနဲ့ကြတော့အရန်ကိုလိုက်ဖက်သွားတယ်လို့စိတ်ထဲမှာထင်ရတယ်ပြီးတော့ရှိသေးရဲ့နက်ပြရနက်ပြရအောင်ဆိုရင်လည်းတွဲလို့ရရှိသေးနက်ပြရကြတော့မီကိုနက်ပြရောင်လေးဝတ်ထားမယ်ဆိုရင်မီကိုအိတ်ကလေးနဲ့ဒါမှမဟုတ်မီကိုရောင်ကိုတိတ်ပြီးတော့ကိုကမကြိုက်တဲ့တဲမှာဆိုအညိုရောင်ရေးလို့ရတယ်ကဲအဲ့နှစ်ရောင်လေးကကြိုက်တာလေးကလည်းထိန်းထားတယ်လေနော်နောက်ပြီးတော့ Tracer ကတော့ဟိုလေလူတိုင်းဝတ်နေကြအယောင်လေးတစ်ခုပြောချင်တယ်အဲ့ဒါတော့အသားရောင်ပေါ့နော်လူတိုင်းကတော့အသားရောင်ဝတ်ကြဒါပေမဲ့လူတိုင်းပြင်မှာအသားရောင်ဆိုလို့ရှိရင်တော့တွဲရလွယ်မှာပဲအနီရောင်နဲ့တွဲလိုက်တယ်အမှန်တကယ်ရှောက်တွဲလိုက်ပြင်လေ तू ကအသားရောင်မပေါ်တော့ဒါနဲ့တွဲတော့မှဘိုးဆန်ပြီး fashion ကြောက်လို့ဆိုအနက်နောက်တစ်ခုလုပ်လို့ရသေးတယ် तू ကအစင်းကြားသွဲလို့ရတယ်အနက်အဖြူအစင်းကြားအရန်မိုက်တယ်နဲ့ဖြူ black and white အစင်းကြား black and white အစင်းကြားအိတ်ကိုကိုင်းအသားရောင်အင်ဂျီဝတ်အင်ဂျီလေးဝတ်သွားဘိုးဆန်တာနော်ဘိုးဆန်သွားတယ်အိတ်လေးလည်းပေါ်တယ်ကိုသားရောင်ဘိုးဆန်တာပေါ့အဲ့လိုပဲဘိုးဆန်ဒီစားပြောသလိုပဲဟိုအသားရောင်ဆိုလည်းဖြော့ရယ်ကွာတော်တော်များအဲ့လိုမျိုးအယောင်ဆိုလို့ရှိရင်ဟိုကိုကိုတွဲချင်တဲ့အယောင်ကတခုအမဲပဲရှိရယ်ကွာဆိုတော့ဟိုအရန်အယောင်နှုတ်ပြီးအမဲအောင်ကြတော့ classic ဖြစ်ရမလို့နှုတ်ပြီးတော့ပဲ cute ဖြစ်ရမလို့ဆိုဟိုမြောက်နေမြောက်ဖြစ်အခုကTracer ပြောသလိုပဲအရောင်နှုတ်လေးပဲဟိုမိုးပြရောင်နှုတ်လေးကိုဖြူရောင်နှုတ်လေးနဲ့အင်ကြီးလေးနဲ့ဝတ်ထားရပဲထားပါတော့အခုအရင်တော့ဆိုရှင်ပတ်ဆိုင်အမဲတွေပါတယ်ကင်ကြတယ်အနီရောင်တောက်တွေပါတယ်ကင်ကြဒါပေမဲ့အရောင်ကမပေါ်တော့ဝတ်ထားအဲ့ဆိုလို့ရှင်ကိုကဝတ်ထားတဲ့အရောင်အရန်နှုတ်ရယ်အရန်ဟိုဘယ်လိုပြောမလဲနူးညံ့တဲ့ပုံစံချစ်စရာပုံပေါက်နေဆိုလို့ရှင်ပတ်ဆိုင်ကိုနုနှစ်ရောင်ဖြောဖြောလေးကင်လိုက်အဲ့ဒါ fashion match ပဲတကယ်အရန်လာအမြင်မှားတာလေဟာဖြို့သွားမလားမင်းမင်းမဟုတ်ဘူးဘိုးဆောင်သွားတာဘိုးဆောင်သွားတာအဲ့ဒါတော့အမှန်ပဲဟုတ်ကဲ့ပါဒါကြောင့်မလို့ပရိသတ်တွေအနေနဲ့လည်းခု Tracer တို့ပြောတဲ့အိတ်အယောင်တွေဝတ်စားအယောင်လေးတွေနော်နောက်တစ်ခုရှိသေးရဲ့ယူပါရဲ့အယောင်ထဲမှာဆိုလို့ရှိရင်ကွာဟိုအပေါ်ပိုင်းရပေါ့နော်အုတ်ခဲကျိုးအောင်လေးဝတ်ထားတယ်ပေါ့နော်အုတ်ခဲကျိုးအောင်လေးဝတ်ပြီးဆိုရင်အောက်ကနေတွဲဖက်ပြီးတော့ဝတ်တဲ့အယောင်ကကြတော့လေခရမ်းရင်ရောင်နော်ခရမ်းချင်းရောင်ဒါမှမဟုတ်အဲ့ခရမ်းရောင်ကိုမကြိုက်သေးဘူးဆိုလို့ရှိရင်လေပန်းစီရောင်ပေါ့နော်ပန်းစီရောင်လေးနဲ့တွဲဖက်ပြီးတော့ဝတ်မယ်အိတ်ကကြတော့ဟိုဘယ်လိုခေါ်မလဲဟိုလိမ်မော်ရောင်လေးနဲ့ပန်းစီရောင်နုနုလေးနဲ့ဟိုဆက်ထားတဲ့အိတ်ကလေးကိုကိုက်မယ်ဆိုရင်ရပိုးတယ်နော်ဘာလို့လဲအယောင်ကအရန်ဆက်ထားတဲ့အတွက်ကြောင့်မို့ तू အငိမ်ဘက်ကိုကူးရမှာလေဟုတ်တယ်ဟဲ့ရွာအဲ့လိုအရင်ကြိုက်တယ်မကွန်းဟိုစွာ Tracer လည်းပြောပါကြောက်စိမ်းရောင်ဟုတ်တယ်ကြောက်စိမ်းရောင်တွဲရမှာလေးရှိတယ်အဲ့ဒါကြောင့်ပြုတ်လူတဲ့မိတ်ကပ်အညိုရောင်နိမိတ်ကပ်အညိုရောင်တွဲလို့ရတယ်ဟုတ်တယ်ပြီးတော့ရင်စက်သွေးရောင်စက်သွေးရောင်မင်းလည်းရောင်တွဲလို့ရတယ်နော်အဲ့ဒါမှနောက်ထပ်အရန်လိုက်တာရှိတယ်စက်သွေးရောင်လေးနဲ့စိမ်းရောင်လေးနဲ့ဖတ်အဲ့ဒါမပြောတာအဲ့ဆိုနောက်တစ်ယောက်မပြောနောက်တစ်ယောက်ရှိတယ်အဲ့ဒါတော့အရန်လိုက်တာတာဆန်မလေးဝတ်ထားတယ်စက်တစ်ကွက်အဲ့ဒါပြောတာမျိုးလိုအများကြီးမြောက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ကြောက်စိမ်းရောင်တွဲမယ်ဆိုရင်မိတ်ကပ်ညိုရောင်ရှိရယ်စက်သွေးရောင်ရှိမယ်ပြီးွားရင်တော့စက်တစ်ကွက်အဲ့တော့ကြောက်စိမ်းရောင်ဆိုရင်ကျတို့နော်မိတ်ကပ်ညိုရောင်ပြီးတော့ရင်စက်သွေးရောင်နဲ့တွဲဝေးရမယ်အဲ့ကိုကြတော့စက်တစ်ကွက်အိတ်လေးကိုင်ရမယ်အဲ့ဒါဆိုတော့ဘာမှမပြောချင်းနေမှာနော်ဟုတ်တယ်အိတ်လေးဆိုလဲဟုတ်တယ်နောက်တစ်ခုကကြတော့မီခိုးဆိုရင်တော်တော်များများဝတ်ကြတယ်ဟုတ်တယ်ဟုတ်တယ် Tracer မေမေဆိုတိတ်ပြီးခဲအောင်ကြတယ်တကိုယ်လုံးခဲသူကတော့အဲ့ဒါလေးဆိုရင်ဘာအိတ်လေးကဘာလေးကြိုင်ရမလဲဟုတ်ပါအဲ့ဒါဆိုလို့ရှိရင်ဟိုအိတ်ထက်ပေါ့နော်ဒီခဲအောင်ဆိုလို့ရှိရင်ဟိုတချို့မြင်ကြအောင်အနက်နဲ့တွဲရပါတယ်ဟုတ်တယ်အဲ့လိုထက်ကမတူတဲ့ fashion ဖြစ်နေတယ်ဆိုလို့ရှိရင်ဘာနဲ့တွဲမယ်လဲဆိုတော့ကျေးဥစိန်အောင်ကျေးဥစိန်အောင်နဲ့တွဲ
ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒါဗမာဝတ်စုံတွေတော်တော်များများချိတ်စင်တွေမှာတွဲဖက်လုပ်လေးရှိတယ်ခဲရောင်နဲ့ပန်းရောင်အနုအရင်ဟုတ်တယ်ငိမ့်နေရချက်တွေရှိတယ်ဟုတ်တယ်လိုက်ဘူးတင်တဲ့အယောင်တစ်ခုပါလေအဲ့ကပ်ပန်းနေနေမှာကျုပ်ကအရန်ဟာတယ်ဟုတ်တယ်အဲ့ခဲရောင်နဲ့ပန်းနုအောင်တော့ Teresa အကြိုက်ဆုံးအတွဲပဲအဲ့ဒီခဲရောင်နဲ့ပန်းနုအောင်တွဲလို့ရတယ်ခုနကျေးဥစိန်ရောင်နဲ့တွဲလို့ရတယ်နောက်ပြီးတော့ပတ်စံအိတ်ကိုဂိုင်မယ်ဆိုလို့ရှိရင်လည်းဥမာပန်းရောင်လေးနဲ့ဆိုလို့ရှိရင်ဒီအညိုနဲ့ပန်းရောင်လေးဆက်ထားတဲ့အိတ်ကိုဂိုင်အဲ့လိုဆိုလို့ရှိရင်စိတ်ထဲမှာကြည့်တော့အယောင်လေးများနေတယ်ပဲအမှန်တကယ်ထွက်သွားကြည့်လုံးဝအငိမ့်လေးပဲဟုတ်ပါလားပြောချင်တဲ့အကြောင်းလေးကြတော့နောက်ဘယ်လိုပြောမလဲမျက်လုံးထဲမှာမြင်လွယ်တော်တော်များများလဲအပြာရောင်အရင်ဆိုကြိုက်ကြတယ်နေပြည်ပြဆိုပြောကြတယ်အဲ့လိုမျိုးအပြာရောင်ကြလို့ရှိရင်ခဲရောင်သို့မဟုတ်ဟိုအမဲရောင်လည်းဝတ်ကြတယ်တချို့ကြတော့အပြာအဲ့လိုမျိုးအပြာဝတ်တာများသောဖြင့်ဟိုအရင်တော့ဆိုရွမြင်မှုနေအပြာရောင်ဆိုတကိုယ်လုံးအပြာအဲ့လိုမျိုးအပြာရွေးဝတ်ကြပါဆိုအပြာရောင်တောင်းလှရဲဆိုပြီးဒါပေမဲ့အခုကျတော့အဲ့လိုမျိုးတစ်ခုလည်းဝင်ကြောင်လဲအဲ့တော့အဲ့လိုအပြာရောင်ဝတ်ချင်တယ်ဆိုလို့ရှိရင်အပြာရောင်ကြိုက်တယ်ဆိုလို့ရှိရင်ခဲရောင်ခုနကခရစ်စပြောတဲ့ခဲရောင်ဝတ်မဟုတ်ရင်အမဲရောင်နဲ့တွဲဝတ်အခါကျတော့ပတ်စံကိုတခြားရောင်မွေးနဲ့ပိုပြီး classic ဖြစ်သွားအမဲရောင်လေးပဲကိုင်ပို့ငိမ့်သွားဟုတ်တယ်ပို့ပြီးငိမ့်သွားတယ်ပို့ပြီးမျက်လုံးထဲမှာလည်းမြင်ရလွယ်တယ်နောက်ပြီးတော့ဟိုတချို့ဆိုအယောင်ရင့်ကြီးမဝေရဲဘူးဆိုလို့ရှိရင်အဲ့အယောင်တော့ကအကုန်လုံးကကြိုက်ကြထိန်းတာဟုတ်တယ်ကဲပြိသက်ကြီးမကတို့ဒီနေ့မှာဆိုလို့ရှိရင် fashion ဘိုင်းဆိုင်ရာလေးနဲ့မှာဆိုအယောင်လေးတွေကိုလည်းဘယ်ယောင်လေးနဲ့ဘယ်ယောင်လေးနဲ့ပြောရမယ်အိတ်လေးတွေကိုင်နေနော်အိတ်လေးတွေကိုင်နေဘယ်အိတ်ကလေးတွေနဲ့ဘယ်အယောင်လေးကိုဒါရွေးချယ်သင့်တယ်ဆိုတာအခုလောက်ဆိုရင်တီးပြီးပြီနော်အဲ့တော့မကုန်းတို့ကပြိသက်ကြီးကိုထပ်မံပြီးတော့အိတ်တွေနဲ့မိတ်ဆက်ပေးဦးမယ်ကြည့်လိုက်အောင်နော်ကဲပြိသက်ကြီးဒီတစ်ခါတော့အိတ်လေးတွေနဲ့မိတ်ဆက်ပေးခြင်းကိုရ fashion အောင်ကြာမိတ်ဆက်ပေးက fashion အောင်အကြောင်းလေးတွေကလည်းရောင်သွေးလေးတွေကစုံနေသွားတယ်နော်ဒီက Italy brand ဟောင်ကောင်မိတ်ဟုတ်ပါတယ်ဆိုင်ခွဲလည်းအများကြီးရှိတယ်ဆိုင်ခွဲလည်းအများကြီးရှိတယ်ယောက်ျားလေးမိန်းကလေးဆိုင်အိတ်တွေလည်းအများကြီးရှိတယ်ကပတ်တွေလည်းရဟုတ်တယ်အိတ်ကောင်မှဒီလိုမျိုးယူရတော့အခုကင်ထားအိတ်ကြီးတွေမှာမဟုတ်အိတ်အသေးလေးကနေဘိုးဘိုးကဆိုင်ကြီးတွေတိုင်းတဲ့အိတ်လေးရှိတယ်လက်ကအိတ်အကုန်ပဲမျိုးစုံရှိတယ်ဘာလို့မကလေဘလောက်ထိကောင်းလဲလို့ဖြိုးကင်တဲ့အိတ်ဆိုရင်နော်ယူရလဲဆိုတော့သုံးခဲ့ဘူးလေဟုတ်တယ်ပြောတယ်ခစားချက်ချင်းတူတူပေါ့နေ့တိုင်းဒီအိတ်ကလေဖြိုးဆိုပေလဲလျှော်တယ်လျှော်တော့လေအိတ်ကဘာမှမဖြစ်ဘူးနောက်ဆုံးဘယ်လိုဖြစ်လာလဲဆိုတော့လေအိတ်တစ်တလုံးကင်နေကင်တဲ့အတွက်မဆုပ်ပါဘူးဟုတ်တယ်ဟောင်းလဲဟောင်းမတော့ယူရလဲအဲ့လိုပဲကင်ခဲ့တော့အဲ့လိုပဲဟိုလဲသားဆိုလဲလုံးဝအဖတ်တွေလည်းမလန်သွားဘူးဟုတ်တယ်အစင်းလည်းမထည့်ပြီးတော့ကျိုးတွေပါလေအရန်ခိုင်တယ်ဖြိုးဆိုအမြဲလေအိတ်ထဲမှာပစ္စည်းအစုံထည့်ပြီးလွယ်လို့အိတ်အကြီးတွေလည်းရှိတယ်ပါဘာမှမဖြစ်ဘူးเนาะဒီလိုအိတ်သေးသေးလေးနဲ့ဆိုလဲကျုပ်ဖြစ်တယ်လေเนาะဆရာလေးတွေကျိုးရှည်လည်းထုတ်ပြီးတော့လွယ်လို့ရတယ်ခရုဖြစ်တယ်ခရုဖြစ်တယ်အယောင်သွေးလည်းမျိုးစုံတယ်ဟုတ်တယ်နော်အဲ့တော့ဒီအီတလီ brand ပေါ့နော်ဒီဝမ်လီမားလေးอ่ะကျတော့ဘယ်မှာရနိုင်တာလဲရန်ကုန်မှာဆိုလို့ရှိရင်ကွာ Junction Square ရဲ့မြန်မာ Plaza ရဲ့ Torwin Center ရဲ့အဲ့မှာရတယ်မန္တလေးမှာလည်းရတယ် Diamond Plaza ဟုတ်တယ်မန္တလေးမှာကျတော့ Skywalk မှာရတယ်ပြီးတော့မင်္ဂလာမန္တလေးမှာနောက်ယူကပြင်ဦးလေးသွားတော့လည်းဆိုင်ကိုတွေ့ခဲ့သေးတယ်အဲ့တော့မှယူရောက်တဲ့အချိန်မှာဖွင့်တာမှတိတ်မကြသေးဘူးပြင်ဦးလေးမှာလည်းရှိရယ်နောက်ပြီးတော့နေပြီးတော့မှလည်းရှိရယ်နေပြီးတော့မှလည်းရှိတယ်ဩတကယ်အစုံပဲနော်ဟုတ်တယ်ဒါကြောင့်မလို့အခုကြည့်နေတဲ့ပြည်သက်တွေအနေနဲ့ကမပွဲသွားဖို့အတွက်ပဲဖြစ်ထလာတော့ပဲဖြစ် Teresa ဒါဆိုလို့ရှိရင်တော့အခုဒီဝစ်စုံနေနဲ့ဆိုလို့ရှိရင်လည်းကြိုက်တဲ့အိတ်ကောက်ကင်ဟုတ်တယ်နော်အယောင်အသေးလေးတွေကလေဟိုဘူဆန်နေပါစရက်တယ်လက်သက်ကောင်းလေးအခုပြိတ္တကြီးမြင်ရတဲ့အိတ်ကယူတော့ကင်ပြတဲ့အိတ်ပဲရှိတာဆိုင်မှာသွားကြည့်ဒီထက်ပိုပြီးတော့ရောင်တော့တွေ့ရကြီးတွေလည်းရှိတယ်စလွယ်တိုင်းနဲ့အိတ်ကလေးတွေတိုးလေးနဲ့နော်ဒါလေးအောင်လာသေးရနော်ဟုတ်တယ်ဘူဆန်နေကြပါဦးဒါလေးဆိုမိတ်ကရောင်လိုက်တယ်မိတ်ကရောင်ဟုတ်တယ်ဒါကြောင့်ပြိတ္တကြီးလည်းခုနပြောခဲ့တယ်နော်ဝက်စားအယောင်လေးနဲ့ကိုကြိုက်တဲ့ဟိုဒီပတ်စံကြီးကလေးတွဲဖက်ပြီးဝတ်လို့ရတယ်ဆိုတော့အခုဝမ်လီမာမှာလည်းကိုကြိုက်တဲ့အယောင်သွားရှာခြင်းအဆင်ပြေတယ်ဟုတ်ကဲ့ဝမ်လီမာနော်ဝမ်လီမာဒီ season ကိုမြန်မာနိုင်ငံမှာ Florin မျိုးစုံကိုပထမအဆုံးတင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ Home Distribution Group မှ main sponsor အဖြစ်နဲ့အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ဟဲ့မကုန်းရေအခုဒီနေ့မကုန်းပြပြသွား fashion ပိုင်းဆိုင်ရာတွေနဲ့တကယ်ကိုအရန်ပြည့်ပြည့်စုံတယ်နော်အိတ်တွေနဲ့လည်းမိတ်ဆက်ပေးလို့ဘယ်လိုကိုင်းရလဲဘယ်လိုဝေးဘယ်လိုမျိုးအယောင်လေးတွေရွေးချယ်ပေးဆိုတော့ပြိတ္တကိုပြောပြပေးသွားတယ်အခု Hello Lady Straight တက်ကြီးလည်းအရန်ပဲကျင်းနဲ့အားရလိမ့်မယ်လို့ယူရထင်ပါတယ်ဟုတ်ပါတယ်မကွန်းတို့ကညီမ၄ယောက်ကနေပြီးတော့ fashion design လှလှလေးတွေနဲ့အတူဒီနေ့ဆိုလို့ရှိရင်အသက်40ကျော်မမကြီးတွေအတွက်ကောနောက်တစ်ခါအယောင်လေးတွေအတွက်ကောချက်တင်တယ်နောက်တစ်ခါအိတ်ပိုင်းဆိုင်ရာမှာလည်းဘလို့အိတ်ကလေးတွေအပြင်ဘလို့လေးကင်လို့ရှိရင်တင့်တော်ပါတယ်ဆိုတာသိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်းနေလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ဒီတော့ Hello Lady ပရိသတ်တွေအားလုံး2016မှာဟုတ်တယ်ကို feeling လာတဲ့အယောင်လေးနဲ့အတူ fashion ဆောက်ပါနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါသိမြင်မှတ်တာဘဟုတုတများတနင်္လာမှာတောက်ကြတရားမှမတူကောစောင့်ကြည့်နေသည် Hello